အားလုံးပဲမင်္ဂလာပါကျွန်တော်မြတ်ဆက်ကြဒေါက်တာစောစောပါဒီကနေ့တော့ကျွန်တော်ရဲ့ညီမတွေအမတွေအတွက်ကိုလက်ဆောင်လေးတစ်ခုပေးခြင်းဘာလက်ဆောင်လေးလဲဆိုလို့ရှိရင်စလိုက်ကျော်ဘေးမှာကင်းဝေးစေတဲ့ရရလေးတစ်ခုကိုကျွန်တော်ပေးခြင်းပါတယ်အဲ့ဒါလေးကဘာလဲဆိုရင်ဟလာဥတာစိန်ပန်းဒန်းလှကိုရှားဆိုတဲ့စကားလုံးလေးရှစ်ခုကိုသိထားမှာဖြစ်ပါတယ်ဥတာဆိုတော့တနင်္ဂနွေဖြစ်ခဲ့မယ်ဆိုရင်တဲ့နော်တောက်ကြနံပန်းတောက်ကြဖြစ်ခဲ့မယ်ဆိုရင်တနင်္ဂနွေနံပန်းစိန်ပန်းအင်္ဂါဖြစ်ခဲ့မယ်ဆိုရင်ကြာသာပတိနံပန်းကြာသာပတိဖြစ်ခဲ့မယ်ဆိုရင်အင်္ဂါနံပန်းဥတာစိန်ပန်းဒန်းလှနော်စနေဖြစ်ခဲ့မယ်ဆိုလို့ရှိရင်တဲ့ဗုဒ္ဓဟူဒန်းလှဆိုတော့လှဆိုတော့ဗုဒ္ဓဟူဒန်းလှဗုဒ္ဓဟူနံပန်းဗုဒ္ဓဟူသားသမီးဖြစ်ခဲ့မယ်ဆိုလို့ရှိရင်တော့တဲ့နော်စနေနံပန်းနဲ့ကိုရှာတနင်္လာသားသမီးဖြစ်ခဲ့မယ်ဆိုရင်တော့တဲ့ရာဟုနံပန်းဖြစ်ပြီးတော့နော်ရာဟုနေသားသမီးဖြစ်ခဲ့မယ်ဆိုရင်တော့တနင်္လာနံပန်းကိုတဲ့မိမိမွေးနေ့တိုင်းနော်လှူပေးရမှာဖြစ်ပါတယ်အဲ့တော့အညွန့်အခက်အဖြစ်ဘယ်နှခက်လဲဆိုလို့ရှိရင်အားလုံး9ခက်လှူရမှာဖြစ်ပါတယ်9ညွန့်မှာနော်9ညွန့်လှူရမှာဖြစ်ပါတယ်ဥတာစိန်ပန်းဒန်းလှကိုရှာအိမ်အောင်ရာလို့ဒါကျွန်တော်တို့ဒီလောကီပညာမှာဒီလိုလင်္ကာလေးရှိပါတယ်เนาะအဲ့တော့ဒါလေးကိုမိမိရဲ့မွေးနေ့ဘသူရဲ့မွေးနေ့လဲဆိုလို့ရှိရင်เนาะဒီအိမ်အောင်ရှင်အမျိုးသမီးရဲ့မွေးနေ့ပေါ့เนาะအဲ့တော့ဒါအိမ်အောင်ရှင်အတွက်ကိုအဓိကပို့ပြီးတော့ဦးစားပေးတဲ့ရရမျိုးစားဖြစ်ပါတယ်အိမ်အောင်ရှင်အမျိုးသမီးရဲ့မွေးနေ့တွေတိုင်းမနက်9နာရီကနေ10နာရီကြားထဲမှာအိမ်မှာရှိတဲ့ဘုရားတဆူဆူမှာပဲစက္ကတူရမှာအခြားသောဘုရားမှာသွားလှူလဲရပါတယ်မိမိအိမ်ရဘုရားမှာလှူလဲရပါတယ်ဘယ်မှာပဲဖြစ်ဖြစ်ဆောင်ရွက်လို့ရပါတယ်အဲ့ဒါတပတ်ကိုတစ်ခေါက်လောက်လုပ်ပေးပါမိမိဖြစ်ချင်တဲ့အကြောင်းအရာလေးကိုအဓိကဆူတောင်းပေးပါဒါသည်ဒီလိုရရကိုပုံမှန်လုပ်ပေးခြင်းအပြင်စလိုက်ကျော်အန်ရယ်ကနေပြီးတော့ကင်းဝေးစီမှာဖြစ်ပါတယ်ခင်ဗျာဒါပေမဲ့ဆရာအဲ့ဒါကြီးကအခိုင်အမာအာမခံလို့လားရလားဆိုရင်တော့တချို့ဟာတွေမှာတော့တချို့လူတွေမှာဇာတာအဖြစ်တော့အဲ့လိုမျိုးတွေရှိနေတတ်ပါတယ်ဗျဥပမာဟောက်ပြန်တဲ့အိမ်တော်ရေးတွေဖြစ်တတ်တဲ့အိမ်တော်တွေပေါ့နော်တချို့တွေကဒီလိုကုသကံအားနေတာပေါ့ပြောရအောင်အဲ့လိုမျိုးဆိုရင်တော့မရပါဘူးခင်ဗျာနော်အဲ့ဒါဆိုရင်တော့မြတ်စွာဘုရားဟောတယ်လို့ပဲတဗ္ဗေတတ္တာကာမတကာလို့တတ်မှတ်ရမှာပဲဖြစ်ပါတယ်ခင်ဗျာအားလုံးပဲလိုရာဆန္ဒတွေပြည့်စုံကြပါစေကောင်းကျိုးမင်္ဂလာတွေပြည့်စုံကြပါစေလို့မေတ္တာပို့သပေးပါတယ်ခင်ဗျာနက္ခပေရင်ပညာဖြင့်မိမိရဲ့ကံကြမ္မာကိုအကြံဉာဏ်တောင်းလို၍ဖြစ်စေအိမ်ဆောက်အလှတော်မင်္ဂလာများအခါတော်ပေးလို၍ဖြစ်စေအခါတော်များတောင်းလိုပါကအထက်ပါဖုန်းနံပါတ်ကိုကြိုတင်ဆက်သွယ်ပြီးတော့ရက်ချင်းယူဖို့လိုပါတယ်ခင်ဗျာအားလုံးပဲကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာကြပါစေ